အချစ်မှာပုံတည်နည်းမရှိဘူးအချစ်အတွက်ဖွင့်ဆိုထားတဲ့အချက်အလက်ကောင်းတိုင်းကလူတိုင်းနဲ့တင့်တော်ကြမှာတင့်တော်တယ်။ကောင်းတယ်လို့ကိုထင်ထားတဲ့အချစ်ကိုရှားလူကြိုက်ချင်မှကြိုက်မယ်။မကောင်းဘူးလို့ကိုထင်ထားတဲ့အချစ်ကတခြားလူရဲ့မျက်စိထဲမှာလုံးဝကောင်းတယ်လို့ထင်မယ်။အချစ်မှာအကောင်းဆုံးဆိုတာမရှိဘူး။အတင့်တော်ဆုံးဆိုတာပဲရှိတယ်။ရွေချက်ကြီးကြီးမားမားမရှိတဲ့မောင်မောင်ကကိုယ်ပိုင်အိမ်လေးတစ်လုံးတည်ငြိမ်တဲ့ဘဝနဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့သူလိုချင်တဲ့ဘဝမျိုးကိုလွယ်လွယ်ကူကူမရနိုင်ဘူးဆိုတာမောင်မောင်သိတယ်။ဘာဖြစ်လို့လဲဆိုတော့အလုပ်ပင်ပင်ပန်းပန်းလုပ်ရတာကိုမောင်မောင်မကြိုက်လို့ပဲ။အလုပ်စောစောဆင်းကိုယ်တိုင်ချက်ပြုတ်စားတော့အဝတ်လျှော်လို့ရတဲ့လက်ရှိအလုပ်ထက်ပိုကောင်းတဲ့အလုပ်ကိုမောင်မောင်မရှာချင်ခဲ့ဘူး။ကျောင်းနေဘက်တငယ်ချင်းတွေတယောက်ပြီးတယောက်အရာရှိတွေဖြစ်ကုန်ကြပြီမယ်။မောင်မောင်ကတာမန်ဝန်ထမ်းအဆင့်ကနေမတက်ခဲ့ဘူး။မောင်မောင်ချစ်သူဝေဝေတယောက်မာစတာအောင်ပြီးနိုင်ငံခြားကုမ္ပဏီတစ်ခုမှာအလုပ်ရတဲ့အချိန်သူတို့အချစ်ကိုလူတွေကထင်ကြီးမျိုးမျိုးပေးကြတယ်။ဒါပေမဲ့မောင်မောင်ကိုဝေဝေထားမသွားဘူး။ဝေဝေလကတွေတိုးပြီးကုမ္ပဏီမှာဒါရိုက်တာရာထူးခန့်အပ်ခံလိုက်ရတဲ့အခါလူတွေကအဆင့်တန်းမတူတဲ့မောင်မောင်တို့ရဲ့အချစ်ရေးကိုလုံးဝဆုံးခန်းတိုင်ပြီလို့ထင်ကြီးပေးကြပြန်တယ်။ဒါပေမဲ့မောင်မောင်ကိုဝေဝေလက်ထပ်လိုက်တယ်။လက်ထပ်ပြီးနောက်နိုင်ငံခြားမှာဝေဝေအလုပ်သွားလုပ်တယ်။နှစ်နေပြီးကလေးတစ်ယောက်မွေးတယ်။မောင်မောင်လောက်ကထွက်ပြီးအိမ်မှာပဲကလေးထိန်းတယ်။မိတ်ဆွေတွေကမောင်မောင်အလုပ်ထွက်လိုက်တာကိုစိုးရင်ကြတယ်။ကလေးကြီးလာပြီးကိုပါအသက်အရွယ်ကြီးလာရင်အလုပ်ထက်ရှာရခက်လိမ့်မယ်လို့လည်းပြောကြတယ်။မောင်မောင်ကကလေးတွေကြီးလာရင်မျိုးတွေကိုထိန်းရအောင်မယ်။မိမကဒီလောက်ပတ်စံအရှာတော်နေမှတော့သူဘာလို့ထလုပ်เสียလို့လဲလို့ပြောတယ်။ဝေဝေရဲ့တငယ်ချင်းတွေကလည်းဝေဝေကိုကို့ဝေးမှာလုံးဝပြည့်ပြည့်စုံတဲ့လူတွေဝိုင်းဝိုင်းလည်နေရတာနဲ့ဘာဖြစ်လို့တကယ်အသုံးမကျတဲ့သူကမှပိုချစ်ရတာလဲလို့မေးတော့ဝေဝေကကျမအလုပ်အရန်လုပ်ချင်တယ်မိသားစုလိုချင်တယ်ကလေးလိုချင်တယ်ဒါကြောင့်အလုပ်မလုပ်တဲ့ယောက်ျားတစ်ယောက်ကိုကျမလိုချင်တယ်ဒါမှကလေးတွေကိုကျမစားသူစောက်ရှောက်မှကျမစိတ်ချချနဲ့အလုပ်လုပ်နိုင်မှာလို့ပြန်ဖြေတယ်အချစ်မှာအကောင်းဆုံးဆိုတာမရှိဘူးတင့်တော်ဆုံးဆိုတာပဲရှိတယ်အသက်ကွဲသူတယောက်ကိုတချို့ကနောက်တစ်ယောက်ပိုကောင်းလိမ့်မယ်သူထက်ပိုကောင်းတဲ့ချစ်သူတွေးလိမ့်မယ်လို့နှစ်သိကြတယ်ဒါပေမဲ့ပိုကောင်းတယ်ဆိုတဲ့သတ်မှတ်ချက်မှာလူတိုင်းမတူကြဘူးလူတွေထင်တဲ့ကိုယ့်အတွက်အကောင်းဆုံးချစ်သူကကိုလက်ထက်ချင်တဲ့သူဖြစ်ချင်မှဖြစ်မယ်ကိုလိုအပ်တာကကိုနဲ့အသင့်တော်ဆုံးလူဖြစ်တယ်အသက်ကွဲလမ်းခွဲတဲ့အခါကိုချစ်သူကိုမချစ်တတ်တဲ့လူအချစ်ကိုနားမလည်တဲ့လူချစ်သူကောင်းမပီသားတဲ့လူလို့တချို့ကပြောကြတယ်မချစ်တတ်တာမဟုတ်ပဲကိုနဲ့မသင့်တော်တာပါဒီလောကမှာကိုနဲ့တင့်တော်မဲ့လူတစ်ယောက်တော့ရှိပါတယ်အဲ့ဒီကိုနဲ့တင့်တော်မဲ့ကိုအိမ်ရှိမင်းသားမင်းသမီးကိုမတွေ့သေးရင်စိတ်မပြတ်ပါနဲ့တနေ့နေ့မှာမင်းသားမင်းသမီးကကိုလာကဲတင်ပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်ဘဝကိုကောင်းကောင်းတန်ဖိုးထားချစ်တတ်ဖို့လိုပါတယ်